မြန်မာရွှေဈေးကတော့ဒီနေ့အတွက်တော့အနေငယ်အချဈေးနဲ့ရှိနေတာဖြစ်ပါတယ်မြန်မာငွေဈေးကတော့အနေငယ်အထက်ဈေးနဲ့ရှိနေပါတယ်ဒီနေ့အတွက်တော့ကမ္ဘာရွှေဈေးကတော့အနေငယ်အချဈေးနဲ့ရှိနေတာဖြစ်ပါတယ်လက်ရှိကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3990ခွန်ထိဈေးနှုန်းကကျနေတာဖြစ်ပါတယ်ဒီနေ့အတွက်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ4019လောက်ထိတက်မယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းကပြန်ပြီးတော့အနေငယ်တက်ဖို့လားလာရှိပါတယ်ဒီညမှာကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3968အောက်ဆုံးထိကျမယ်ဆိုရင်တော့ကမ္ဘာရွှေဈေးကထက်ပြီးကျနိုင်မယ်လားလာရှိပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က19ရက်နေ့9လပိုင်း2026ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ4:30မိနစ်30ရှိနေပါပြီမြန်မာကျွေက16ပဲရေစင်းရောက်မီလင်းကျွေတရက်သားကိုဆိုင်ကရောင်းနေဈေးက95သိန်း6တောင်ဆိုင်ကလက်ခံနေဈေးက94သိန်း6တောင်စနစ်ဟောင်း15ပဲတရက်သားကိုဆိုင်ကရောင်းနေဈေးက390 16ပဲရေစနစ်တင်မီလင်းကျွေတရက်သားကိုဆိုင်ကရောင်းနေဈေးက94သိန်းဆိုင်ကလက်ခံနေဈေးက93သိန်းစနစ်တင်15ပဲတရက်သားကိုဆိုင်ကရောင်းနေဈေးက88သိန်း5တောင်လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းတွေငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4400ဆိုင်ကလက်ခံနေဈေးက4300ယူရိုငွေတွေကိုမြန်မာကျပ်ငွေ9060စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3350ဆိုင်ကလက်ခံနေဈေးက3250တရုတ်ငွေတွေကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက652ကျပ်ဆိုင်ကလက်ခံနေဈေးက636ကျပ်ဩစတြေးလျဒေါ်လာကိုမြန်မာကျပ်ငွေ3090ထိုင်းဘက်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးချိန်သမားတွေကဘတ်ငွေ980ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးဘက်ယူသမားတွေကကျပ်သိန်းကိုဘတ်ငွေ960မလေးငွေ94.8ကိုမြန်မာကျပ်ငွေတစ်သိန်းဂျပန်ငွေ3969.31ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ3246.5ခွင်ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ2195.33ကိုမြန်မာကျပ်ငွေတစ်သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေခါနေရာဒီသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းလေးငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေတွေတော့မယ်ငွေလေးလေးလုတ်တော့မယ်ဆိုရင်တော့ဝန်ဆောင်မှုပေးတဲ့သူရှိကိုရင်ပုံဆက်ပေးမှာပဲငွေလေးလေးလုတ်ကြပါလို့ကျွန်တော်ကကြံပြခြင်းပါတယ်မြန်မာရွှေစင်ငွေဈေးကိုအမြဲတမ်းတင်ပေးပါတယ်မြန်မာရွှေစင်ငွေဈေးကိုသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပေးရှင်နိုင်ကြပါစေ